ကိုအောင်ဟာမန္တလေးနန်းတော်ထဲမှာညဘက်ကင်းဆောင်ရတဲ့လုံခြုံရေးဝန်ထမ်းတစ်ယောက်ပါနန်းတော်ကြီးဟာနေကင်းဘက်မှာကဘာလက်ခရီးသည်တွေနဲ့စီကားနေပေမဲ့ညဘက်နေဝင်သွားပြီဆိုရင်တော့တိတ်ဆိတ်ခြောက်ခြားစရာကောင်းလာပါတယ်ကျုံးရည်ပြင်ကတိုက်ခတ်လာတဲ့လေအေးတွေနဲ့အတူတစ်ပင်ကြီးတွေရဲ့အရေးတွေကနန်းဆောင်ဟောင်းတွေပေါ်မှာကခုန်နေသလိုပါပဲတညမှာကိုအောင်ဟာညနန်းဆန်ကျော်ရွှေနန်းတော်ကြီးရဲ့နောက်ဖက်မိဖုရားဆောင်တွေနားမှာကင်းလှည့်နေတုန်းထူးဆန်းတဲ့အတန်တန်ကိုကြားလိုက်ရတယ်အဲ့ဒါကတော့ကြောက်ဆိုတဲ့လမ်းလျှောက်တန်ပါဒါပေမဲ့အဲ့ဒီလမ်းလျှောက်တန်ကတာမန်လူတစ်ယောက်လမ်းလျှောက်တန်နဲ့မတူပဲတန်ကြေချင်းခတ်ထားတဲ့လူတစ်ယောက်ခက်ခဲရှောက်နေတဲ့အတန်မျိုးပါကိုအောင်ကဓမီနဲ့ထိုးကြည့်လိုက်ပေမဲ့ဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေခဲ့တယ်နောက်တစ်ပတ်လောက်မှာကိုအောင်ဟာသူ့ရဲ့အတွေ့အကြုံကိုဝါရင်ဝန်ထမ်းကြီးဦးဖုံးကိုပြောပြမိတယ်ဦးဖုံးကတက်ပြင်းချပြီးမင်းမြင်တာသူပဲဖြစ်မှာပေါ့အဲ့ဒီနေရာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနန်းတွင်းရှုပ်တော်ပုံတစ်ခုမှာပါဝင်ပတ်သက်ခဲ့လို့အကျဉ်းချခံခဲ့ရတဲ့မိဖုရားတစ်ပါးရဲ့နေရာပဲလို့ပြောပြတယ်။ဦးဖုံးပြောပြချက်အရအဲ့ဒီမိဖုရားဟာမတရားဆွဆွဲခံရပြီးခြေချင်းခတ်ကအမှောင်ခန်းထဲမှာအကျဉ်းချခံခဲ့ရတာပါ။သူမတေဆုံးသွားတဲ့တိုင်အောင်သူမရဲ့အာဃာတတွေကဒီနန်းဆောင်ထဲမှာကြံရစ်နေခဲ့တယ်။ကိုအောင်ဟာအဲ့ဒီစကားကိုကြားပြီးနောက်ပိုင်းညဘက်ကင်းဆောင်ရမှာကိုပိုပြီးကြောက်လန့်လာခဲ့တယ်။တညမှာတော့သူဟာမှန်နှန်းဆောင်ရဲ့အပြင်ဘက်မှာထိုင်နေတော့သူ့ရှေ့ကမှန်သားပြင်ထဲမှာသူ့ရဲ့ပုံရိပ်မဟုတ်ပဲသပင်ဖားလျားနဲ့မျက်နှာတစ်ခုလုံးဖြူဖြော့နေတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတော့တယ်။ကိုအောင်ဟာကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေထောက်တွေကလှုပ်မရတော့ဘူး။အဲ့ဒီအချိန်မှာအမျိုးသမီးကမှန်ထဲကနေတဖြည်းဖြည်းထွက်လာသလိုမျိုးဖြစ်နေပြီးငါ့ကိုကယ်ပါ။ငါခြေထောက်ကတန်ကြေချင်းတွေကိုဖြုတ်ပေးပါဆိုတဲ့အရှိရှအတန်ကြီးကိုကြားလိုက်ရတယ်။ကိုအောင်ဟာသတိလစ်မတက်ဖြစ်သွားပေမဲ့သူ့ရဲ့စိတ်ထဲမှာမိဖုရားရဲ့နာကျင်မှုကိုခံစားလိုက်ရတယ်။သူမဟာဘရင်ကြီးရဲ့အချစ်ကိုရခဲ့ပေမဲ့တခြားသူတွေရဲ့ကုန်းချောမှုကြောင့်အထင်လွဲခံခဲ့ရတာပါ။သူမကိုတန်ကြေချင်းခတ်ပြီးအဆောင်ခံထားခဲ့ကြတဲ့အတိတ်မြင်ကွင်းတွေကကိုအောင်ရဲ့ခေါင်းထဲကိုတရက်ဆက်ဝင်လာခဲ့တယ်။မိဖုရားရဲ့မျက်လုံးတွေကနေသွေးရောင်မျက်ရည်တွေစီးကျလာပြီးငါလောင်းကိုတောင်ကောင်းကောင်းတကြိုခွင့်မရခဲ့ဘူးလို့ပြောပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကိုအောင်တတိယလာတဲ့အခါမှာတော့သူဟာနန်းဆောင်ရဲ့ကျမ်းပြင်ပေါ်မှာလဲနေတာပါသူဟာဦးဖုံးနဲ့တိုင်ပင်ပြီးမိဖုရားအတွက်ယေရှုကကုသိုလ်ကောင်းမှုတွေလုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်သူတို့နှစ်ယောက်ဟာမိဖုရားအတွက်စွန့်ကြွေးမျှတန်းဝေပြီးနန်းတော်ထဲမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာမိဖုရားအတွက်ယေရှုကပန်းတွေရေအေးတွေလှူဒန်းခဲ့ကြတယ်ထူးဆန်းတာကအဲ့ဒီလိုလုပ်ပေးပြီးနောက်ပိုင်းမှာကိုအောင်ဟာအဲ့ဒီအမျိုးသမီးကိုထပ်မမြင်ရတော့ပါဘူးဒါပေမဲ့ညဘက်ကင်းလဲတဲ့အခါမှာတော့အရင်လိုခြောက်ခြားစရာအေးတက်မျိုးမဟုတ်တော့ပဲနှွေးထွေးတဲ့လေပြေလေးတွေကသူ့ကိုဝန်းရံထားသလိုခံစားရတယ်လို့ဆိုပါတယ်။ဒါဟာမိဖုရားရဲ့ဝိညာဉ်ကကျွတ်လွတ်သွားတာလားဒါမှမဟုတ်သူမကိုတတိယပေးတဲ့သူရှိလို့ကျေနပ်သွားတာလားဆိုတာတော့ဘယ်သူမှမသိနိုင်ပါဘူး။မန္တလေးနန်းတော်ကြီးဟာအခုဆိုရင်သမိုင်းဝင်နေရာတစ်ခုအဖြစ်တည်ရှိနေသေးပါ။ဒါပေမဲ့အဲ့ဒီမှာအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေနဲ့ညဘက်ကင်းဆောင်သူတွေကြားမှာတော့ဒီလိုမျိုးထူးဆန်းတဲ့ဖြစ်ရပ်တွေကအခုထိလည်းပြောမကုန်အောင်ရှိနေပါသေးတယ်။ကိုအောင်ကတော့အခုထိနန်းတော်ထဲမှာကင်းဆောင်နေတော့မှာပဲ။သူဟာညတိုင်းအနောက်ဆန်နန်းဆောင်ဘက်ကိုလှမ်းကြည့်ပြီးမိဖုရားအတွက်တိတ်တဆိတ်ဆူတောင်းပေးလေးရှိပါတယ်။သမိုင်းကဘလောက်ပဲပြောင်းလဲသွားပါစေ။ဒီနန်းတော်နေရန်တွေကြားမှာပိတ်မိနေတဲ့နာကျင်စရာအတိတ်တွေကတော့ထာဝရရှိနေအောင်မှာပါလို့သူကယုံကြည်နေပါတော့တယ်။